မန္တလေးမစိုးရိမ်တိုင်းမကြီးကလင်္ကာရဆရာတော်တွေကိုလှူဒန်းတော်တဲ့အလှူရှင်ကတော့မောင်ဟိန်းဝေရန်ဒီအခုကြေညာမဲ့ဗီဒီယိုထဲမှာပါတဲ့ဆရာတော်တွေအားလုံးကိုအလှူရှင်ဒီမောင်ဟိန်းဝေရန်ခိတ္တကိုရီးယားအဲ့တော့ဆရာတော်တွေနာမည်ကြေညာမယ်နော်ဦးပညာသာမီလင်္ကာရအင်ခာနီကာတစ်ဒီမှာဆရာတော်1 2ဒီမှာနော်နောက်ပြီးတော့နောက်တစ်ပါးဦးနာယကလင်္ကာရဦးပညာသာမီလင်္ကာရကိခန္နာတိတိဦးနာယကလင်္ကာရကပရမတ္တဒီပနီတဲ့ပထမပရမတ္တဒီပနီအလှရှင်မောင်ဟိဝေယံနောက်ပါတိမောက်ခဏဒီပနီဒကမာကြီးအတန်တော့တွေတလွဲဖြင်းနေဆရာတော်တို့သိကြီးခံဆရာတော်တို့စာအုပ်တွေကခတ်တယ်အဲ့တော့ရမကအလင်းအောင်ပို့ချဆရာတော်ဒီမှာအကုန်မောင်ဟင်းဝေရနော်အဲ့တော့နှစ်ပါးရှိပြီနော်ဆရာတော်တို့တွေနောက်အလှရှင်မှာဒီဆရာတော်တွေထပ်ပါမယ်စာအုပ်တွေကျန်နေသေးတယ်နောက်ဦးတင်ခါလင်္ကာရဦးတိုက်ခါလင်္ကာရလားမသိဘူးညာအဲ့တော့ပါရာဇိကံဘာရာတိကာစုံနဲ့ဒီမှာဆရာတော်ပါရာဇိကံဘာရာတိကာစုံဒီမှာတစုံလေးအုပ်တစုံဒါမောင်ဟင်းဝေရမယ်နော်ဆရာတော်တွေနောက်ပြီးကြတော့ဦးအရိယာညာနာလင်္ကာရကာစာအုပ်ကမဏိတာရမစ္စုနီကာနေတရလားဆရာတော်ဒီမှာဆရာတော်တို့ကစောင်းတရားခတ်တယ်ဗျအသာတော့တရားဒီမှာပထမတွဲဒုတိယတွဲတတိယတွဲ3အုပ်အဲ့တော့ဒါကဒီဆရာတော်တွေစောင်းတရားမောင်းဟိန်းဝေရန်ဆရာတော်တို့ခိတ္တကိုရီးယားကအကုန်လှူသွားတာပါဒီမှာမောင်ဟိန်းဝေရလှူသွားတာပါဒါဆရာတော်တွေနောက်အလှူရှင်မှာဆရာတော်တွေထပ်ပါမယ်เนาะဆရာတော်တို့စာအုပ်တွေကြံနေတယ်အဲ့ဒါကြီးညာပေးတာပါ